အားလုံးပဲမင်္ဂလာပါအရင်တော့လိုမျိုး logo တွေကိုပတ်စံပေးပြီးသူများစီမှာဆွဲခိုင်းနေကြမလို့တော့ဘူးပေါ့နော်ကျွန်တော်ဒီမှာ AI နဲ့ logo တစ်ခုကို2မိနစ်အတွင်း free ဆွဲပြမယ်အဲ့ဆိုကျွန်တော်တို့ logo ဆွဲဖို့အတွက်ဆိုရင်ဒီ ChatGPT ရှိရပြီပေါ့နော်အဲ့ဆိုကျွန်တော် ChatGPT နဲ့ဆွဲပြမယ်အဲ့ဒါကျွန်တော် ChatGPT တွေဝင်လိုက်မယ်ဝင်လိုက်ပြီကျွန်တော် ChatGPT မှာရုံးဒီလိုပေါ်နေလိမ့်မယ်ပေါ့နော်ကိုက logo ကိုဘာအတွက်ဆွဲမှာလဲဥမာဘေး channel အတွက်လဲဘေး page အတွက်လဲဥမာကိုရဲ့လုပ်ငန်းတစ်ခုခုအကြောင်းအရာလုပ်ငန်းနာမည်တစ်ခုခုပေးရမှာပေါ့နော်အဲ့ logo ခုနကပြောသလိုမျိုးကိုက Facebook မှာဆိုရင်ကိုကစီးပွားရေးလုပ်ဖို့အတွက် logo တစ်ခုဆွဲမှာလားဒါမှမဟုတ်ကိုကဟာသားတွေတင်ဖို့ channel တစ်ခုအတွက် logo တစ်ခုဆွဲမှာလားအကြောင်းမျိုးမျိုးပေါ့နော်ကိုရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ကိုဆွဲခိုင်းပေါ့ခုနကိုက Facebook page တစ်ခုအတွက် logo တစ်ခုလိုတယ်ဆိုရင်အဲ့ Facebook page နာမည်ကဘာလဲအဲ့နာမည်နဲ့သက်ဆိုင်တဲ့ logo တစ်ခုကိုအဲ့လိုမျိုးကိုကဆွဲခိုင်းရမှာပေါ့နော်အဲ့ဆိုရင်ကျွန်တော်ကအဲဆုံးကျွန်တော်လုပ်ပြပေးမှဖြစ်တဲ့အတွက်ကျွန်တော်ကဒီတိုင်းပဲသူ့ကို ChatGPT ကိုမေးကြည့်လိုက်မယ်ပေါ့နော် Facebook page တစ်ခုအသစ်ဖွင့်မလို့အဲ့ page ကဥမာဟာတာတွေတင်မယ်ပေါ့နော်အဲ့အတွက်အဲ့ page နာမည်ကိုဘာပေးရင်ကောင်းမလဲတော့မေးကြည့်လိုက်မယ်ဒီဘောပစ်ကိုအသစ်ဖွင့်မလို့ပေါ့အဲ့ page မှာဟာတာတွေပဲတင်မှာပေါ့အဲ့ဆိုရင်ကျွန်တော် logo မဆွဲခင်အရင်ဆုံးအဲ့ကိုရဲ့ page ဟာတာ page မှာ logo ဆွဲဖို့အတွက်ဟာတာ page နာမည်ပါကျွန်တော်သူ့ကိုတောင်းခိုင်းလိုက်မှာပေါ့နော်အဲ့ဆိုသူဒီမှာဟာတာ page လေးအများကြီးသူဒီမှာထုတ်ပေးလာပြီပေါ့နော်ဟာတာ page လေးသူအကုန်လုံးထုတ်ပေးလာပြီကျွန်တော်မြန်မာလိုမလိုချင်ဘူးကျွန်တော်သူ့အင်္ဂလိပ်လိုရေးခိုင်းလိုက်မှာပေါ့နော်page နာမည်ကိုမြန်မာလိုကြီးမထားချင်လို့အဲ့ဟာတာ page တခုရပြီဆိုရင်ကျွန်တော်ဒီထဲမှာကိုကြိုက်တာတခုခုပေးနာမည်ကိုယူလိုက်ပေါ့နော်ကျွန်တော်ကဒီမှာအစမ်းလုပ်ပြမှာဖြစ်လို့ဒီကောင်လေးပဲကျွန်တော်ယူခိုင်းလိုက်မယ်အဲ့ဆိုအဲ့နာမည်အတွက် logo တခုကျွန်တော်ဆွဲပေးလို့သူ့ခိုင်းလိုက်မယ်အဲ့နာမည်နဲ့ live ဖတ်တဲ့ logo တခုသူ့ဆွဲခိုင်းလိုက်မယ်အဲ့ကျွန်တော်သူ့ပို့လိုက်သူက logo ဆွဲနေပြီပေါ့နော်အဓိကကတော့ကိုကဟာတာတင်မဲ့ပြည့်အတွက် logo ဆွဲမှာလားကိုကဥမာအစားတောက် blog တွေရိုက်ဖို့အတွက် logo တခုဆွဲမှာလားအဲ့လိုမျိုးဒီမှာ logo တခုထွက်လာပြီပေါ့နော်သူဒါဟာတာအတွက် logo တခုဒါကိုကျွန်တော်မကြိုက်သေးဘူးဆိုသူမကြိုက်ဘူးပြောလို့ရတယ်မကြိုက်ဘူးနောက်တစ်မျိုးဆွဲပေးအဲ့နောက်တစ်မျိုးဆွဲပေးဒါရိုးလုံးတယ်ပေါ့နော်ကိုကအစားတောက်ဘလော့ရိုက်မယ်ဆိုရင်အစားတောက်ဘလော့ကိုမှဖွင့်ထားတဲ့ page နာမည်ကိုသူ့ပေးလိုက်ပေါ့နော်ကိုကအစားတောက်ကို page ရှင်နာမည်ကိုသူ့ပေးပြီးတော့အဲ့ page နာမည်နဲ့ live ဖက်တဲ့ logo တခုဆွဲပေးပါအဲ့လိုပို့လိုက်ရပြီဘာမှမလုပ်ဘူး YouTube channel အတွက်ပဲဖြစ်ဖြစ် Facebook page အတွက်ပဲဖြစ်ဖြစ်ဘာအတွက်ပဲဖြစ်ဖြစ်ကိုဖွင့်ထားတဲ့ channel နာမည်ရယ်ကိုဖွင့်ထားတဲ့ page နာမည်ရယ်သူ့ပေးလိုက်ဒီနာမည်နဲ့ like တဲ့ logo ကျွန်တော်ဆွဲပေးပါပါညာအဲ့လိုပြောလိုက်ရင်သူဘက်က like ဖက်တဲ့ဟာဆွဲပေးလိမ့်မယ်ကိုကအထက်အသေးစိတ်လိုချင်တယ်ဆိုအဲ့ logo မှာဘာလေးပါရမယ်ဘာအယောင်လေးတွေထည့်ပေးကိုကြိုက်တဲ့အယောင်လေးတွေထည့်ပြီးတော့သူ့ကိုရေးပေးလိုက်ဘာအယောင်လေးပါရမယ်ဘယ်ဟာလေးပါရမယ်ပါရမယ်အချက်ကလေးတွေကိုသူ့တခါလေးပြောပြီးရေးပေးလိုက်ရင်သူကကိုလိုချင်တဲ့စိတ်ကြိုက်ပုံစံရတဲ့တခါလေးထွက်တယ်ပေါ့နော်အဲဒီမှာသူနောက်တစ်မျိုးဆွဲပေးနေဒီမှာအဲ့လိုပဲ logo အများကြီးဆွဲသွလို့ရတယ်ပေါ့နော်အဲ့ဆိုကျွန်တော်သူ့နောက်နာမည်တစ်ခုတည်းကျွန်တော်သူ့နောက်နာမည်တစ်ခုတည်းကျွန်တော်သူ့ဆွဲခိုင်းလိုက်မယ်ဒီမှာဒီကောင်အတွက်ကျွန်တော်နောက်တစ်ခုဆွဲခိုင်းလိုက်မယ် sign up ကျွန်တော်အ sign up ထိုးပြမယ်
နောက်တစ်နာမည်တစ်ခုနဲ့ပေါ့ဒီအဲ့မြန်မာလိုပဲကိုလိုချင်တဲ့ကာလာအနေထားပုံစံအောင်ပြောရင်ပို့ပြီးတော့တိတိကျကျထွက်တယ်အဲ့ဒါသူနောက်တစ်ခုဆွေးပြတာပေါ့နော်ဒါဒီကဒါဟာတာအတွက်အဲ့ဆိုကျွန်တော်သူ့ကိုနောက်တစ်မျိုးခိုင်းလိုက်မယ်နောက်တစ်မျိုးကျွန်တော်နောက်ပေးနာမည်တခုသူ့ဆရာတောင်းလိုက်မယ်သူ့ကိုပေးနာမည်ကိုကမပေးတတ်ဘူးဆိုသူ့ဆရာလည်းအကြံဉာဏ်တောင်းလို့ရတယ်ဒီကကိုကပေးတခုစဖွင့်မယ်ဆိုပေးနာမည်ကိုကလုံးမဲ့လို့တော့သိတယ်ဒါပေမဲ့အဲ့ပေးနာမည်ကိုကဥမာဖူးဘလောရိုက်မဲ့လူတွေဆိုအဲ့အစားတော့ဗီဒီယိုအတွက်ကိုကနာမည်လှလှလေးတခုဘလို့ပေးရင်ကောင်းမလဲလို့စဉ်းစားအရင်ချက်နေတယ်ဆိုရင်ဒီချက်ကြည့်ဗီဒီယိုသူ့ဆရာခုနကျွန်တော်တောင်းလို့မျိုးကိုပေးနာမည်ဘာပေးနာမည်တခုဘာပေးရင်ကောင်းမလဲဆိုတာသူ့ဆရာအကြံဉာဏ်တောင်းလိုက်ရင်သူ့ဘက်ကနေပြီးတော့အဲ့ဆွေးပေးလာလိမ့်မှာပေါ့နော်အဲ့ဆိုကျွန်တော်ဒီကနေပြီးတော့ဒီကောင်လေးကိုရေးလိုက်မယ်အဲ့နာမည်တော့နောက်တစ်ခုဆွေးခိုင်းကြည့်လိုက်နာမည်နဲ့လက်သက်တဲ့ logo တစ်ခုဆွေးပေးပေါ့ logo တစ်ခုဆွေးပေးပါဒါဆိုအစားအသောက်နဲ့ပတ်သက်တဲ့ဟာမျိုးပေါ့ဒီလို logo ဆွဲခိုင်းတဲ့ပုံမှာကိုပုံပါစေခြင်းလဲဆိုရင်တခါတည်းဒီမှာလေဒီအပေါင်းလေးကိုနှိပ်ပြီးတော့ဒီ photo နှိပ်ပြီးတော့ကိုထည့်ခြင်းနဲ့ကိုရဲ့ဓာတ်ပုံပဲဖြစ်ဖြစ်တခါတည်းသူ့ကိုပို့လိုက်ရင်အဲ့ကိုပုံမှာပါပြီးတော့ကိုပုံလေးပါထည့်ပြီးတော့သူက logo မှာထည့်ဆွဲပေးလိမ့်မယ်ကိုရဲ့ပုံလေးရောပါတယ်အဲ့ဆိုရင်ကိုပုံပဲမပါစေရင်ဦးဆိုရင်ကိုရဲ့ပေးနာမည်ပဲပေးလိုက်တခါတည်းကျရင်အဲ့ပေးနာမည်နဲ့ like ဖက်တဲ့ logo ပေးနာမည်ပဲတခါတည်းသူရေးပေးထားရပေါ့နော်ဒီမှာပုံမှာလေးသူဒီမှာအဲ့ page နာမည်တွေကိုတခါတည်းသူထိုးပေးထားတယ်တကယ်တမ်းဒါဒီဇိုင်းတက်ကွန်ပျူတာနဲ့ဆွဲမယ်ဆိုရင်ဒါတနိုင်လောက်အေးစေးကြနိုင်တယ်ဒီကောင်ဒါဖူးဘလော့အတွက်လုံပေါ့နော်ဖူးဘလော့အတွက်လုံဒါအရင်ရိုးတယ်ကလစ်ကလဆန်တယ်လို့ပြောလိုက်မယ်စမ်းကြည့်လိုက်မယ်အမှသူမှာရလာပြီเนาะတခုဆွေးပြီးတော့ရမှာရလာပြီတွေ့လားစားတောင်းနဲ့ပတ်သက်တဲ့ဟာတွေတွေ့လားအဓိကကို logo မှာပါခြင်းတဲ့အကြောင်းအရာလေးပါလရှင်တဲ့ပုံလေးတွေပါတခါလေးသူ့ထည့်ပေးလိုက်လေရတယ်ကို logo ဘာ site လိုချင်တဲ့ site ကိုလိုချင်တဲ့ site နဲ့ထုတ်ခိုင်းရင်လေရတယ်ပုံလေးမှာဗာလေးပါခြင်းနဲ့အတိရွက်တွေပါခြင်းနဲ့ဟိုမှာပါခြင်းတဲ့ဟာလေးပုံလေးကိုမှရှင်းပို့လိုက်ကိုပုံထည့်ခြင်းနဲ့ဆိုရင်လေကိုပုံမှာတခါလေးပို့လိုက်အဲ့ဆိုအဲ့ logo မှာကိုရဲ့ပုံလေးပါထည့်ပြီးတော့သူတခါလေးဆွဲပြီးလေအဲ့ဆိုဒီလောက်ပါပဲเนาะတကယ်လို့နားမလည်တာရှိရင် comment မှာဖြစ်ဖြစ်ကျွန်တော်ရဲ့ CV မှာဖြစ်ဖြစ်လာမေးလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်